ကြောင့်ရှင်းမျိုးသားမျိုးပဲကိုအခုလိုကျွန်တော်ဆက်ရောက်ပြီးစကားပြောခွင့်ရတဲ့အတွက်ကျွန်တော်ဒီသက်ဆိုင်ရာဒီမိသားစုတွေကွာသက်ဆိုင်ရာအဖွဲ့အစည်းတွေမှာပုဂ္ဂိုလ်ကဟိုအားလုံးနဲ့သူကျေးဇူးတင်ရှိပါတယ်ကျွန်တော်မြန်မာနိုင်ငံကိုရီးယားပြည်သားကျွန်တော်ကျေးဇူးတင်စကားပြောပြလို့ရလို့ပါတယ်ဒီကြီးအနေနဲ့ကျွန်တော်တို့အခုလိုဒီချမ်းမြေချမ်းတိုင်းတစ်ပါးမှာကျွန်တော်တို့ကြောင်းနေပြီမဲ့လေကိုမျိုးသားလေးသိစင်ကြတဲ့အခုလိုသိစင်ကြကျင်းပနိုင်ခဲ့တဲ့တာဝန်ရှိတဲ့ပုဂ္ဂိုလ်များကိုထူးကိုယူနေကြပါတယ်ဒီလိုပို့ပြီးတော့ဒီစားတာတော့ဒီလိုပွဲမျိုးပြည့်အောင်လက်စင်ကပြဆောင်လာခဲ့တဲ့ကျွန်တော်တို့ရဲ့မျိုးဆက်တွေညီကူတွေပေါ့ညီမတွေပေါ့အားလုံးလက်စင်ကတဲ့အတွက်အခုလိုနှစ်စဉ်မပြည့်ကျွန်တော်မျိုးသားလေးကိုကျင်းပနိုင်တဲ့အတွက်အထူးပဲဒီမျိုးဆက်တွေညီကူညီမတွေကိုပြီးတော့ကိုယူပေးစားပါတယ်လို့ကျွန်တော်ကြည့်လို့စကားပြောချင်လို့ပါတယ်ကျွန်တော်တို့တွေကဒီလေးမှာတော့ပြီးပါဘူးဒီဘက်ရောက်တဲ့အခါမှာကျွန်တော်တို့တွေကမျိုးသားရေးစိတ်ဓာတ်ကြားတာသဘာဝပါလေဒီလေးမှာတော့ကျွန်တော်တို့တွေအပြီးလိုက်ပြီးပါတာပေါ့နော်တိုင်းတစ်ပါးရောက်လာတဲ့အခါမှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေချင်းတွေကစီလုံးကြတယ်ညီညွတ်ကြတယ်ကြောက်တော့ရိုက်မင်းကြတယ်ပြီးကြတယ်မျိုးသားရေးမှာပြည့်သွားလာကြတယ်ဒါအိမ်မတန်ကောင်းတဲ့အချက်ပေါ့ပါပဲအဲ့လိုကျွန်တော်တို့မျိုးသားရေးစွမ်းဆောင်နိုင်တဲ့အင်အားတွေကိုကျွန်တော်တို့အကြီးတွေရတယ်ကောင်းမွန်တဲ့နေရာရောက်အောင်လမ်းညွှန်ပေးရလို့ကျန်တဲ့ဒီကိုဒီမားရဲ့ငယ်တွေရတယ်ဒီလမ်းညွှန်မှုကိုလိုက်နာပြီးတော့ကျွန်တော်မိမိလူမျိုးတွေမိမိပြည်နယ်တွေမိမိတိုင်းပြည်တွေကျွန်တော်တွေစောစောနိုင်ကြလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ပြီးတော့ကျွန်တော်လက်ရှိကျွန်တော်တို့မြန်မာပြည်မှာတွေ့အားလုံးဒီဘောဝါပြည်ရတဲ့အတိုင်းပါပဲဖက်ဒရယ်ချူလူရင်းနေတဲ့အနေအထားရှိပါတယ်အဲဒီရောက်ရှိနေတဲ့အချိန်မှာကျွန်တော်တို့ညီကိုတွေကကိုယ်စားရှိပြန်စားရှိတွေကျွန်တော်တို့လူချင်းစီဖွဲ့စည်းစီနဲ့ကျွန်တော်တို့လူမျိုးမခြားဘာသာမခြားကျွန်တော်တို့ဖွဲ့ကြပဲနဲ့ကျွန်တော်တို့ရဲ့ဘဝမျိုးကြလည်းဒီဆောင်မယ့်အချိန်ကာလဖြစ်ပါတယ်ကျွန်တော်တို့တွေကတော့ကျွန်တော်တို့ user တွေကတော့ကိစ္စမဲ့ user တွေခုနေလို့ခြားကြပါကျွန်တော်တို့ဒီကိစ္စမှာကျွန်တော်တို့ရဲ့တော့ user အားဒီဒီမှာတွေပေါင်းလာပဲနေတာအဲ့ဒါကိုကျွန်တော်တို့တွေကတော့ပြောရခြင်းတိုင်းပြည်တွေဒီဆောင်မဲ့ပြောရခြင်းပဲပါပြီးတော့ယာယီလူစီစီကြပဲနဲ့ပြည့်စက်ခြင်းနဲ့ပဲတိုင်းပြည်ကိုကျွန်တော်ကလည်းစောင့်ကြပါလို့ဒီလိုစောင့်တဲ့စီတွေတော့ရှင်းမှုပါလေးတော့ဘုရားရရပြုလို့စကားပေးထားရင်ဒီလိုဆို